ကြားကောင်ရေထောင်900လောက်ကပြပြိုင်တဲ့ဝိုင်းအောင်ပြီးအတုတ်ခံရမယ်ဆိုရင်ဘာဖြစ်မလဲတကယ်လို့မိတ်ဆွေရဲ့ကိုလေးချိန်ဟာပေါင်း150လောက်ရှိနေတဲ့သူဆိုရင်ပြားရဲ့စိတ်ကကျွတ်သားတွေကိုရင်းမြန်စွာခြေဖြတ်သွားပါတယ်အဲ့ဒီနောက်မိတ်ဆွေရဲ့တွေးတဲ့ကနေစိတ်တောက်ပေါင်းများစွာထွက်လာမှာဖြစ်ပါတယ်ပြီးတော့ကိုလေးချိန်တစ်ပေါင်းကသာပြားစိတ်ကောင်းရဲ့စိတ်ကိုထိန်းနိုင်ပြီးတင်းရဲ့ကြောက်ကတ်တွေကစိတ်ကိုစစ်ထုတ်ဖို့ရုန်းကန်ရတာကြောင့်အလုံးမလုံးနိုင်တော့တဲ့အထိဖြစ်သွားနိုင်တယ်အဲ့ဒီအချိန်မှာတင့်ခန္ဓာကိုယ်ကတွေးစီးစစ်မှုမြန်စေတဲ့ဟော်မုန်းတော်များများကိုထုတ်လွှတ်လိုက်မယ်အဲ့ဒါကြောင့်နှလုံးခုန်လုံးမြန်သွားစေပြီးနောက်ဆုံးမှာနှလုံးမောဖောက်ကတည်ဆုံးနိုင်ပါတယ်သူတို့ဟာထီဘိုလုံးတွေကိုတင်းရတဲ့ဆေးများဖြင့်ထိုးသွင်းပြီးအတွင်းပိုင်းကိုဖုံးအုပ်ကတခြားဘိုးလုံးတွေထက်ပိုလေးအောင်လုပ်ခဲ့ကြတယ်ပြီးတော့နံပါတ်4နဲ့6ကလွယ်ပြီးကျန်တဲ့ကဏ္ဍအားလုံးကိုဒီလိုပဲလုပ်ခဲ့ကြတယ်အဲ့ဒီနောက်4နဲ့6ပါတဲ့နံပါတ်တွဲတွေအားလုံးအတွက်ထီလက်မှတ်1000ခွဲဖို့လောက်ဝယ်ထားခဲ့ကြတယ်ဒီလိုနဲ့နိုင်ရမယ်ထီနံပါတ်ကိုဆွဲကြတဲ့အခါဆေးထိုးထားတဲ့ဘိုးလုံးတွေကအောက်ခြေကိုနစ်မြုပ်သွားပြီးနံပါတ်6သုံးလုံးပဲထွက်လာပါတယ်အခုတော့သူတို့မှနိုင်ရတဲ့ထီလက်မှတ်ကိုရထားပြီးဒေါ်လာ2 သန်းနီးပါးစုခုနိုင်မယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့လိမ်လည်ထားတဲ့အကြောင်းကိုမိသားစုနဲ့သူငယ်ချင်းတွေကိုပြောပြခဲ့တာကြောင့်စကားလုံးတွေကပြင်းထန်သွားတဲ့အခါဖမ်းဆီးခံရပြီးထောင်ကျသွားခဲ့ပါတယ်